Okay. With sun mo, sun piapi mo no. Hậu mà hậu. Di ba? Lau dalam lau bulas no. Mà remove control ka ba mo lau ra mo bu ji ba. Chi. Mati lah. Masih. Tua. Tu dia no. Di bahara cino radio tertara buat no. Suruh era tiki belu lolo di lesrawo. Ya tak pitara pipare. Tiki ti cine lusiin. Di mana remote control ka di matanya. Okay dah. Suruh era hau dalam hau pula. Kena terkapai mina. Memang asyik mah bama. Melau bu. Tadi no di mana. Tara pun lu ya re. Di mana. Era blue lau dile sira cino pia tapi mina. Era tike lau dala sira odi mara beti betalo. Lana yire le mamante bu no. Okay. Op me no. Machi. 1 2 3 go. 1 2 3 go. Era re ka belu pungsan lolo dile sira cino pia tapi no. Suruh. Okay. Okay. Pia tapi no. Kita swing era ka lungwa mare. Mare sura thatro ka linyara bo no. Aman swing di kong ka. Betty sweet killer do how de Betty sweet pump by lock pere. Also what no divide how de that me long engine segment no nine babu. Betty be pump by lock petara pibare Betty go by pere pump pere suro take engine nuram how engine maneuver ne Betty to kutene ene apuka asimpiram hobu erite chong longwa diko nga zele te tare te chado ne ama tonglu kain tui phu do kong pe me dilu me ka engine tro online ma pyata dilu engine ku set nu pe de hare longwa ma hobu di ma instruction de kong pyatara era luwe re da pe metike tan cha ro longwa ka engine set nu phu mho bu battery phun pai lo pe phu lo be kong ba re sura ku chuno ku tai sign tat pi ro da de myu bo no ku na video the ma pya ta thara de myu te che no ku slong san ji pi ro longwa mya bu da pe metike lu mai swe ka ko di lu myu remove control နဲ့အလောက်မယ်ဆိုရင်တခုခုပြင်နေပြီးတော့ထပ်ကျွမ်းရမှာဖြစ်ပါတယ်အလွယ်ကူဆုံးပြောရရင်ဒီကောင်တခုထဲနဲ့လုံးဝမရပါဘူးသူတို့လင်ညာရကျင်းထထားတာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တိတိပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှရတဲ့ဟာပဲဒီလိုမျိုးပြတာလည်းရှိတယ်လုံးဝ online မှာသူတို့လောက်တဲ့အတိုင်းကောင်းတယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒါတွေကောင်းမကောင်းကိုကျွန်တော်ကိုယ်တိုင်ကစမ်းသပ်ပြပေးထားတာဖြစ်ပါတယ်လို့ပြောချင်တယ်အားလုံးကိုကျေးဇူးတင်တယ်ပြန်လေကားပေါ်မှာဒီဟာရရဲ့ဖြစ်ပတွေဘလူးစူးကျူးစီတေးတယ်လေဆိုတာကိုကျွန်တော်ပြန်လေပြီးတော့ပြတာပေးမယ်
ဆိုတော့အဲ့ဒီဟာကိုတုံးမယ်ဆိုရင်မိတ်ဆွေရဲ့ကားရဲ့ဘက်ထရီကပိတ်လိုက်ပြီဆိုရင်တခါရဒီ setting တွေအကုန်လုံးအတိတ်ကနေပြင်ချင်းရမယ်နာရီတွေပြင်တရမယ်မျိုးပေါ့နော်ဘာကြောင့်လဲဆိုတော့ဘက်ထရီ unplug လို့ဒီလိုမျိုးပေါ့နော်ဘက်ထရီတေးပြီးတော့အတိတ်ပြင်တက်တဲ့ပုံစံမျိုးဖြစ်သွားပြီဘာကြောင့်လဲဆိုဒီကောင်ကဘက်ထရီကိုလုံးဝဖွင့်ပိတ်လောက်ထားတာဖြစ်ပါတယ်လုံးဝဘက်ထရီကိုတတ်ပေးတယ်တတ်ပေးပြီးတော့ပြန်တတ်ပေးတယ်ဘက်ထရီ switch ပေါ့နော်အဲ့ဒီတွေ့ကြောင့်တကယ်လို့မိတ်ဆွေဟာဒီဟာသုံးရင်ကားဘက်ထရီပဲနှိုးပြီးတော့ဆက်နှိုးတာမဟုတ်ဘူးအဲ့ဒီချိန်မှာဘာဖြစ်သွားတယ်လဲဆိုရင်ဒီကားရဲ့ radio ဒီ video တွေပါညာ setting တွေအကုန်လုံးနာရီတွေပြန်ချင်းရမယ်အဲ့ဒါလုံးဝ crazy ဖြစ်တယ်မကောင်းဘူးဆိုတော့ online မှာဒီလိုမျိုးသူတို့လောက်ထားတာကလုံးဝlink ရတမားတွေ scammer တွေလောက်ထားတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တိတိပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးအားလုံးမြန်မာပြည်သူပြည်သားအားလုံးယုံမိပြီးတော့ဝေမိမှာဆုလို့ကျွန်တော်ကိုယ်တိုင်စံတက်ပြပေးထားတာဖြစ်ပါတယ်လို့နော်လူငါအဲ့လိုမျိုးတုံးရင်Honda တော့ဘာလို့ဆိုရင်တော့ဒီမှာ setting ကတော်တော်လေးခက်သွားပြီလူတိုင်းတိတ်နားမလဲတာတွေလည်းရှိတယ်ကားမောင်းတဲ့လူတိုင်းပေါ့နော်တချို့လူကတော့တိပါတယ်ပြဿနာမရှိဘူးဒါပေမဲ့မတိမတက်တော့သူများတွေအတွက်လုံးဝပြဿနာတက်လိမ့်မယ်လို့အဲ့ဒါကိုပြောပြချင်လို့ဒီဗီဒီယိုလေးကိုလုပ်ပေးထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်